MRT4 line လေးပြန်ရပါပြီเนาะ MRT4 line ထည့်မယ်ဆိုရင် remove ကနေ menu ကိုနှိပ်ပြီးရင်တော့304လုံးရိုက်ပေါ့เนาะ password ကိုအဲ့ဒီမှာ installation ကို okay နှိပ်လိုက်လို့ရှိရင် time con key ဆိုတော့တွေ့မယ် remove က set mail ခလုတ်ကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်ကုတ်နံပါတ်တွေကြားခဲ့မယ်ကုတ်နံပါတ်မှာ12929V3000ဆိုတာကို okay နှိပ်ပြီးတော့ EPG အပြာခလုတ်ကိုနှိပ်เนาะအဲ့ဒီမှာပစ်ရရမယ့်နေရာလေးထွက်လာလိမ့်မယ်ပစ်ရရမယ့်နေရာမှာ3339 5နဲ့4အောက်က audio ဘက်မှာ43335အောက်က PC ဘက်မှာ3335ဆိုပြီးရိုက်ထက်ပြီးလို့ရှင်အောက်ကို search ကိုနည်းနည်းတစ်ချက်ဆွဲချပြီးတော့ okay နှိပ်ပေးလိုက်ရင်ဒါ line ရှာပါလိမ့်မယ်เนาะအဲ့ဒီမှာ search ကို okay နှိပ်လိုက်ရင် line ရှာနေပါပြီMRT4 line တစ် line နဲ့ပဲထွက်လာလိမ့်မယ်เนาะအဆင်ပြေကြပါစေဗျာ